တိုက်ဆက်မှလေးတော်တော်လေးလုံရတော့9နှစ်ကျော်10နှစ်လောက်ကတော်တော်လေးနဲ့ကျွန်တော်ချစ်သူဘွားသူ့နာတဲ့ဘေးမှာအဖူလေးပေါက်ကလေးရအမေဘွားတော့ဟောခဲ့တာခွဲစိတ်ခရမ်းပြီးတွေးစိမ့်ရှင်းထွက်တဲ့နေ့ဟာတော်တော်လေးတွေ့မဲ့နေ့တိုက်ကိုပြန်ရမယ့်နေ့တဲ့အဲ့ဒီဟောကိန်းတိုင်းဖြစ်လာခဲ့ပါတယ်တားကြီးကလာရရွယ်တုန်းကလည်းတော်တော်လေးကနောက်6နှစ်လောက်ပဲနေရရမယ်လို့ဟောခဲ့တယ်တားကြီးကောင်ရဲ့6နှစ်ပြည့်မွေးနေ့မှာပဲတော်တော်လေးကိုထိန်ပြီးမှမြည်ကြိုခဲ့ရပါတယ်19ရက်10လ2012တောက်ကြနေ့ည10နာရီအင်းစိန်စေးရုံကြီးမှာတော်တော်လေးကွယ်လွန်ခဲ့ရပါတယ်။တမီးကိုဆုံးရှုံးရတဲ့အတွက်နှလုံးသေးဖို့တွေစုပ်နေချေမှတစားစီကွဲကြအောင်ခံစားခဲ့ရပြီမယ်။တနေ့နေ့မှာဒီလိုအဖြစ်ဆုံးမျိုးကြုံရမယ်ဆိုတာလွန်ခဲ့တဲ့နေပေါင်း30လောက်ကလေးဟာဒေါ်ချိုင်တည်ပြီးသားပါ။ဘာကြောင့်လဲဆိုတော့တော်တော်လေးကတိုက်ဆက်ရှိတဲ့သူတိုက်ကလာတဲ့ဥစ္စာဆောင်တရားဖြစ်နေလို့ပါ။အခုလဲတော်တော်လေးတည်ဆုံးသွားတာမဟုတ်ဘူး။သူ့ရဲ့နေရာအောင်ပြန်သွားရတာပါ။ဒေါ်ချိုင်ကတော့ဒီလိုပဲယုံကြည်နေပါတယ်တော်တော်လေးကရှမ်းပေါ်မှာကပ်ပြားသူ့အဖေကိုခေမောင်လေးကရှမ်းတိုင်းရင်းသားတတ်မတော်သားတယောက်သူ့အမေကဗမာရန်ကုန်မန္တလေးကားလမ်းရထားလမ်းပေါ်ကကညိုကွင်းမြို့တွေမှာကြိုင်နေကိုခေမောင်လေးတို့တက်ခွဲကညိုကွင်းဘူတင်းမှာလာပြီးစခန်းကြတယ်အဲ့ဒီမှာဘူတဲရက်သူကွန်းတော်ကန်မကြိုင်နေတွေ့ပြီးမြစ်တာများကြတယ်ကိုခေမောင်လေးကတက်ခွဲမှုဘူကြီးကိုမိဘအရာထားပြီးမကြိုင်ကိုတောင်းရမ်းလက်ထက်ခဲ့တယ်ရှေ့တန်းတောင်ဝန်တွေပြီးဆုံးပြီးတော့ကိုခေမောင်လေးတို့တက်ခဲတဲ့ရင်ပြန်ရတယ်။မကြိုင်လဲရောင်တော့စတုံးပါဆိုသလိုဘောင်းမီစာဆွဲပြီးလိုက်ရတာပေါ့။သူတို့တရင်ကခလာရတရားနဲ့မုံတပမှာရှိတယ်။တနေ့မှာမုံတပမြို့တွေကရှေးအောင်ဘုရားကြီးသူကိုမကြိုင်သွားဘူးတယ်။ဘုရားကြီးရဲ့ဘွဲမြူကတော့မေ့နေပြီလို့တော်ကြိုင်ကပြောပါတယ်။အဲ့ဒီညမှာပဲမကြိုင်ဟာထူးခြားတဲ့အိမ်မက်တစ်ခုမြင်မှတ်ခဲ့ပါတယ်။နေကင်းကသွားပြီးဖူးခဲ့တဲ့ရှေးအောင်ဘုရားကြီးတွေကအလွန်တရာချောမောလှပပြီးစပယ်ရှည်ကြီးကိုဖြန့်ချထားတဲ့မိမပြူတယောက်ထွက်လာတယ်။အဲ့ဒီမိမပြူကမကြိုင်နဲ့သူလမ်းနေပြရစီလို့ခွင့်တောင်းတယ်။မကြိုင်ကလည်းလာနေပါလို့ပြောပြီးခွင့်ပြုလိုက်တယ်တဲ့။အဲ့ဒီနောက်မှာမကြိုင်ဟာအဦးဆုံးကိုဝင်ကိုလဲခဲ့ရပြီးတော်တော်လေးကိုမွေးဖွားခဲ့ပါတယ်။တော်တော်လေးနောက်မှာနှစ်နှစ်စီချပြီးယောက်ျားလေးကြီး3ယောက်မွေးဖွားခဲ့ပြန်တယ်။ပြည်ဦးနေစစ်တပ်ကလေးမှာတပ်ရဲတာဝန်ထမ်းဆောင်ရင်းအငယ်ဆုံးကောင်မွေးတာ1983ခုနှစ်နိုဝင်ဘာလမှာကိုခေမောင်လေးဆုံးသွားတယ်။အဲ့ဒီတုန်းကအကြီးဆုံးသမီးတော်တော်လင်းက9နှစ်ငယ်ဆုံးကောင်ဆိုလာသားလေးပဲရှိသေးတယ်။မကြိုင်လည်းတော်တော်လင်းတို့မောင်နှမတွေကိုခေါ်ပြီးမိဘတွေရှိတဲ့ကညိုကွင်းကိုပြန်လာခဲ့ရတယ်။ကညိုကွင်းဆိုတာကလေကင်းရကင်းတွေဝိုင်းရံထားတဲ့မြို့လေး။တန်ရင်မှာတန်ရှိမျက်နှုတ်ဖတ်တိန်လောက်လုပ်ခဲ့ရတဲ့စစ်သားများမကြိုင်ကညိုကွင်းရတော့လေရဲရတဲ့ဆင်းရှင်းပွဲတဲ့နေရပြီ။တော်တော်လင်းတို့မောင်နှမတွေကိုရုန်းကန်ကျွေးမွေးခဲ့ရတယ်။ဘလောက်ရုန်းကန်ရဘလောက်ပဲပင်ပန်းဒေါ်ကျန်နှလုံးသားကိုဖိစီးနေတဲ့အရာတစ်ခုကတော့ပျောက်ကွယ်မသွားခဲ့ဘူးအဲ့ဒါကတော့တော်တော်လင်းဟာတိုက်ကလာတာဆိုတဲ့ဆွဲပဲဥစ္စာသောဆိုတာလူပြည်ကိုခဏတစ်ပြုတ်လဲလာရတာပါတော်တော်လင်းလူပြည်မှာဘလောက်ပဲပြောနေအချိန်စိရင်တိုက်ကိုပြန်သွားရမယ်သူမပြန်ရင်လဲတိုက်ကလာခေါ်မယ်ဆိုတာဒေါ်ကျန်စိတ်ထဲမှာဆွဲလန်းနေတယ်တော်တော်လင်း9နှစ်အရွယ်မှာမရှိတဲ့ကြားကတော်ပွဲပေးပြီးတိုက်ကျိုးဖြတ်ပေးခဲ့တယ်နားလေတကြွတဲ့ပြောကဆရာကတော်တော်လင်းလာခဲ့တဲ့တိုက်ကတိုက်ဆောက်ကြီးကြီးကိုခေါ်တယ်တော်တော်လေးကိုတိုင်းနေဆက်တွေဖြစ်လက်ပြီးလူပြည်မှာတက်တရားကြီးနေဖို့ပေးရမယ်လို့ဆရာအာနာနဲ့မိတ်ပြန်တယ်တော်တော်လေးကိုတိုက်ကျုပ်ဖြစ်ပြီးမှဒေါ်ကြိုင်စိတ်ချမ်းသာသွားတယ်သူသမီးတဲ့စိတ်အေးသွားတယ်ဒါပေမဲ့လားတွေနေ့တည်ကြလာတော့တော်တော်လေးတိုက်ကလာတယ်ဆိုတဲ့ဆိုရင်ဒေါ်ကြိုင်ရင်ထဲမှာတဖန်ပြန်ပြီးတင်းရောက်လာတယ်ဘာကြောင့်လဲဆိုတော့သပင်ရှည်ကြီးနဲ့တနေ့ထက်တနေ့အလှတွေတူးလာတဲ့တော်တော်လေးဟာမောဒဘမှာနေတော့ဒေါ်ကြိုင်နဲ့နေပြရစီလို့အိမ်မက်လာပေးတယ်အလွန်တရာချောမောလှပတဲ့ဥစ္စာစားမလေးနဲ့ပိုပြီးတူလာနေလို့ပါဈေးကွက်စီးပွားရေးစနစ်တည်းရဲ့အတီးပွင့်ဖြစ်ရန်ကုန်မှာစက်ရုံတွေအများကြီးပေါ်ထွက်လာတယ်ကညိုကွင်းမြို့ကမိန်းကလေးများပြရန်ကုန်ကိုသွားကြတယ်စက်ရုံလုံးရုံတွေမှာလှုပ်ကြတယ်အဲ့ဒီမိန်းကလေးတွေထဲမှာတော်တော်လေးလည်းပါသွားတယ်တော်တော်လေးကထဲကျောက်စက်ရုံတစ်ခုမှာလှုပ်နေရတယ်တရက်ကွက်ထဲကတငယ်ချင်း10ယောက်လောက်လည်းအဲ့ဒီစက်ရုံမှာလှုပ်ကြတယ်တော်တော်လေးတငယ်ချင်းနေနဲ့ဆိုပြီးလန်တာယာရေအုပ်ကန်ရက်ကွက်မှာလုံးချင်းအိမ်တစ်လုံးငားနေကြတယ်။သမင်းစားတော့လဲစူပြီးချက်စားကြတယ်။စက်ရုံလောက်ကပင်ပန်းမိမယ်တော်တော်လေးပြောနေတယ်။အမေနဲ့မောင်လေးတွေကိုပံပိုးနိုင်ရဲ့ပြင်သူလည်းလိုချင်တာလေးတွေဝယ်ရတယ်။လာပပဝေးရစားရနေထိုင်ရတယ်။ကညိုကွင်းလိုနေမျိုးလေးမှနေတော့ကတော့တော်တော်လေးလာတာကိုလူတိုင်းတတိပြုမိကြတယ်။ရန်ကုန်ရောက်လို့ပြင်သက်စင်တက်လာတော့တော်တော်လေးလာကပိုပြီးထူးခြားလှပပေါ်လင့်လာတယ်။ရန်ကုန်ရောက်ပြီး3-4နှစ်ကြာတော့တော်တော်လေးချစ်သူရတယ်။တော်တော်လေးကောင်လေးမိကမမောင်းနဲ့
မမောင်ကလက်စစ်ပစ္စည်းရောင်းဝယ်ပြပြရင်းဆိုင်ဖွင့်ထားတယ်။တနေ့မှတော်တော်လင်းရဲ့နားတိုင်ဘေးမှာဘူတီလေးတစ်လုံးပေါ်လာတယ်။ဘူတီလေးကတဖြည်းဖြည်းကွန်းသီးလုံးလောက်ထိကြီးလာတယ်။ဘူတီလုံးလေးကတော်တော်လင်းရဲ့မျက်နှာလာပါကိုဖြည့်ဆည်းသလိုဖြစ်နေတယ်။တော်တော်လင်းစိတ်ရောလုံးမစင်းရတော့ဘူး။အိမ်ထဲကအိမ်ပြင်လည်းမထွက်တော့ဘူး။အဲ့ဒီအချိန်ဒီမှာတော်တော်လင်းရဲ့ဘားကိုမမောင်ရောက်လာတယ်။နားတိုင်ဘေးကဘူတီလေးကိုခွဲစိတ်ဖယ်ချဖို့တိုင်ပင်ကြတယ်။မခွဲစိတ်ခင်အမေဘွားတော်နေပြကြည့်ရင်ကောင်းမယ်။ဒါမှအကျိုးကြောင့်အဆိုးကောင်းကိုသိရမယ်။မမောင်ကြံပေးတဲ့အတိုင်းတော်တော်လေးတို့နှစ်ယောက်အမေဘွားတော်စီကိုတွားကြတယ်။အမေဘွားတော်ဆိုတာကအချားမြင်ဆရာမကြီးတောင်မီဘက်မှာနေတာ။မမောင်တို့တစ်ဆွေတစ်မျိုးလုံးအားကိုးအားထားရတဲ့ဘွားတော်တော်တော်လေးတို့နှစ်ယောက်ဘွားတော်ရဲ့တခန်းခန်းလိုက်ခဲ့ကြတယ်။တိုက်ဆက်ရှိတဲ့သမီးပဲလာကြအမေဘွားတော်ရဲ့စကားကတော်တော်လေးကိုအံ့အားသင့်သွားစေတယ်။သူငယ်ငယ်ကဘယောဂဆရာရှင်မှာကြုံလေးကိုထိုင်ပြီးတိုက်ကျိုးဖြတ်ခဲ့ရတာကိုလည်းပြင်းပြမိတယ်။မမောင်အမေဘွားတော်ကိုအကျိုးကြောင့်ပြောပြတယ်။တော်တော်လေးနာတိုင်ဘေးကပူလုံးလေးကိုခွဲစိတ်သိမသိမေးမြန်းတယ်။အမေဘွားတော်ကတခွဲခန်းထဲမှာရှိတဲ့ဖျားစင်ကိုချင်းစံကြဝတ်ပြုတယ်။ပြီးတော့သပွဲကုံပူလေးထက်မှာချမ်းထားတဲ့တော်တော်လေးရဲ့လက်ဖွားနှစ်ဖက်ကိုသူ့လက်ဖွားတွေနဲ့အုပ်ကိုင်လိုက်တယ်။တခန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်။9 မိနစ်လောက်ကြာတော့အမေဘွားတော်ရဲ့နှုတ်ကစကားတန်ကြီးထွက်လာတယ်။အမေစီကိုရောက်လာတာသမီးအသက်ကိုကယ်တင်လိုက်တာပဲ။မျက်နှာပေါ်မှာပေါ်လာတဲ့ဘူးလုံးလေးဟာရိုးစသားပေါ်လာတာမဟုတ်ဘူး။တိုက်မှာကြံခဲ့တဲ့မောင်နှမတွေကပြန်ခေါ်ခြင်းလို့လှုပ်လိုက်တဲ့အဖူလုံးဒီဘူးလေးလေးကိုခွဲစိတ်လိုက်လို့သွေးစိမ့်ရှင်ထွက်တာနဲ့သမီးအသက်ဒီမှာအေးကန်းပဲ။သမီးရဲ့ဘဝတက်လုံးဘယ်တော့မှခွဲစိတ်တာကိုမခံရစေနဲ့။ခွဲစိတ်ခံရတဲ့နေ့ဟာသမီးကိုတိုင်တန်းပြန်လာအောင်ကြိုးပမ်းနေသူတွေရဲ့အကြံစီအောင်မြင်တဲ့နေ့ပဲ။အမေဘွားတော်ရဲ့အကြမ်းမြင်ဟောကိန်းတွေကကြောက်စရာကောင်းလွန်းတယ်။အမေကလွဲပြီးအားကိုးစရာမရှိပါဘူး။သမီးရဲ့အသက်ကိုအမေစီအပ်ပါတယ်။အမေကယ်တင်ပေးပါ။မမောင်ကအမေဘွားတော်တန်တော်တော်လေးကိုအပ်ပြီးကယ်တင်ပေးဖို့တောင်းပန်တယ်။သမီးရဲ့အသက်ကယ်ဖို့အမေတာဝန်ထား။အမေတာဝန်ယူတယ်။ဒါတို့သမီးတို့စိတ်တော့ကမရောက်ကြနဲ့။သမီးရဲ့မျက်နှာပေါ်ကပယောဂဘူးလုံးကိုအမေဖယ်ရှားပေးမယ်။လုံးဝမခွဲစိတ်ရဘူး။လုံးဝသွေးမထွက်ရဘူး။အမေဘွားတော်ကတော်တော်လင်းကိုပန်းဒီ3 လုံးပေးတယ်။ဒီပန်းဒီတွေကိုအိမ်ကဖျားစင်မှာကတ်လူလိုက်။အထက်ပုတ်ကိုဆေးဝဲစာဘူးတော်လာပြီးသမီးရဲ့နားတဲ့ဘေးကဘူးလုံးလေးကို3 ရက်တွင်ကုသပေးလိုက်မယ်။တော်တော်လင်းနဲ့မမောင်တို့နှစ်ယောက်အမေဘွားတော်ကိုကြော်ပြီးပြန်လာခဲ့ကြတယ်။တော်တော်လင်းအိမ်ပြန်ရတော့ဖျားစင်မှာပန်းဒီ3 လုံးကိုကတ်လူလိုက်တယ်။နောက်နေ့မနေ့လင်းလုံးအိယာကနိုးတော့တော်တော်လင်းနားတဲ့ဘေးကဘူးလုံးကြီးမရှိတော့ဘူး။အဖူလုံးနေရမှာအရေးကြီးနေဆိုနေတာပဲရှိတယ်။အမေဘွားတော်ပြောသလိုဆေးဝဲစာလာပြီးကုတာလားအကြောင်းစုံတရားကြောင့်တိုက်ဆိုင်သွားတာလားဆိုတာတော့တော်တော်လေးမဝေခဲတော့ဘူး။ထူးခြားဖြစ်ပျက်ကိုစိတ်ထဲမှာဆွဲမိနေကြတော့အမှန်ပဲ။တော်တော်လေးနဲ့မမောင်တို့အမေဘွားတော်စီကိုဒုတိယကြိမ်ရောက်လာကြပြန်တယ်။အဲ့ဒီအချိန်မှာတော်တော်လေးတို့နှစ်ယောက်ကလက်ထပ်ပြီးနေပြီ။တော်တော်လေးတာဦးကိုယ်ဝင်လွယ်ထားရတဲ့အချိန်ခွဲစိတ်ခံရလို့တွေးစင်းရှင်ထွက်ရင်အသက်တည်မယ်ဆိုတဲ့ပထမခေါ်တော့ကပြောလိုက်တဲ့အမေဘွားတော်ရဲ့ဟောကိန်းကြောင့်ပြန်လာကြတာ။တာဦးကိုယ်ဝင်နဲ့မှုခွဲမင်းကြီးမွေးရနိုင်တယ်။သမီးပေါ်ဘေးဆိုးရန်စိုးတွေမကြရအောင်မေကူညီပါဦး။မမစကားဆုံးမှာအမေဘွားတော်ကဖျားဝတ်ပြုအထက်ပုဂ္ဂိုလ်တွေကိုတန်တယ်ပြီးအာယုံယူလိုက်တယ်။အချိန်နေငယ်ကြမှာအသက်အန္တရာယ်ကတော့ရှိနေတော့မဲ့သမီးရေတိုက်မှာကြံရိတ်ခဲ့တဲ့ဆွေမျိုးသားချင်းတွေကသမီးကိုမုန်းလို့တေးစေခြင်းလို့မဟုတ်ပါဘူး။သမီးကိုလွမ်းနေကြတာမျောနေကြတာသမီးကလူပြည်လူဘဝမှာပြောပြီးပြန်မလာတော့သမီးကိုရတဲ့နည်းနဲ့ပြန်ခေါ်ဖို့ကြိုးစားနေကြတယ်။အထက်ပုဂ္ဂိုလ်တွေပြောတဲ့အတိုင်းဆိုရင်သမီးလူပြည်မှာနေဖို့ခွင့်တောင်းခဲ့တဲ့တက်တန်းကကြော်လွန်နေပြီ။ဒါကြောင့်သူတို့ကသမီးကိုခေါ်ဖို့နေ့စဉ်နဲ့များကြိုးစားနေကြတယ်။ဒါပေမဲ့သမီးစိတ်မပူပါနဲ့။သမီးခွဲစိတ်မခံရသမျှသွေးစိတ်ရှင်မထွက်သမျှသမီးကိုသူတို့ပြန်မခေါ်နိုင်ဘူး။သမီးမွေးတဲ့ဖွားတဲ့အခါမှာလဲဘလောက်ခက်ခဲရှိမခွဲမစိတ်ရအောင်အမေကိုညီမယ်။သမီးဟောဒီပတိလေးကိုယူသွား။ဖះကုံတော်ကိုပါကိုမွေးဖွားပြီးတဲ့ချိန်ထိအနည်းဆုံးတစ်နေ့ကိုကိုကပွားများရမယ်။နေ့စဉ်မပြတ်မကွက်မကျိုးမပေါက်ပွားများရမယ်။ပြက်ကွက်ရင်သမီးရဲ့အဆောင်ရှောက်တွေသမီးရဲ့ပါကနေထွက်သွားကြလိမ့်မယ်။အဆောင်ရှောက်တွေမရှိရင်တိုင်နန်းကပုဂ္ဂိုလ်တွေကသမီးကိုလွယ်တူပြန်ပြီးခေါ်သွားကြလိမ့်မယ်။အမေဘွားတော်ကတော်တော်လင်းကိုအနက်ရောင်ကျိုးလုံးပတိလေးတစ်ကုန်းနဲ့လက်ဖွဲ့လေးတခုပေးတယ်။နေ့စဉ်မပြတ်မကွက်စိမ့်ဖို့လည်းမာလိုက်တယ်။တော်တော်လင်းအမေဘွားတော်မာတဲ့အတိုင်းမပြတ်မကွက်ပတိစိတ်တယ်။လက်ဖွဲ့ကိုလည်းညာလက်မှမြဲဝတ်ထားတယ်။မွေးဖွားဖို့ရဲ့နီးကပ်လာတော့ပညုတ်ကွင်းကိုပြန်လာကြတယ်။ရန်ကုန်ကဆရာဝန်တွေကဓာတ်ဓမ္မတွေထေခနဲ့ရှိခွဲလိုက်တာပဲ။ခွ
ခွဲမွေးတဲ့အလုပ်ကိုထမင်းစားရည်တောင်းလုပ်နေတဲ့အတွက်ရောမွေးဖွားကနီးလေးအမေကိုတတိယတန်းတလေးဖြစ်နေတာရောကြောင့်ပါဒီလိုနဲ့မွေးမရက်ကိုရောက်လာတယ်တာဦးကုံဖြစ်တာကြောင့်ခက်ခက်ခဲမွေးခဲ့ရတယ်ပထမရက်လက်တဲ့အမေမွေးနေမွေးတယ်မွေးမရဖွားမရအမေမွေးမမွေးနိုင်မှဝမ်းဆက်ဆရာမခေါ်တာဝမ်းဆက်ဆရာမလက်လျှော့တဲ့ဆုံးမှာပြင်ပစည်းကမ်းကဆရာဝန်စီပို့ရတယ်ဆရာဝန်ကမှတာဦးယောက်ျားလေးကိုခက်ခက်ခဲမွေးဖွားပေးခဲ့တယ်ဘာပဲဖြစ်ဖြစ်အမေဘွားတော်ပြောလိုက်တယ်လို့ပဲဘလောက်ခက်ခဲရှိမခွဲမစိတ်ရဘူးဆိုတဲ့ဟောကင်းကမန်နေခဲ့ပြန်တယ်တမီးကလူပြည်လူဘွားမှာပြောပြီးပြန်မလာတော့တမီးကိုရတဲ့နည်းနဲ့ပြန်ခေါ်ဖို့ကြိုးစားနေကြတယ်အထက်ပုဂ္ဂိုလ်တွေပြောတဲ့အတိုင်းဆိုရင်တမီးလူပြည်မှာနေဖို့ခွင့်တောင်းခဲ့တဲ့တက်တန်းကကြော်လွန်သွားခဲ့ပြီဒါကြောင့်သူတို့ကတမီးကိုခေါ်ဖို့နေစဉ်နဲ့များကြိုးစားနေကြတယ်အမေဘွားတော်ရဲ့ဟောကင်းကတော်တော်လေးနဲ့မမောင်တို့ကိုဖြီးစည်းစေတယ်တတိရတဲ့ခါတိုင်းတော့ကရောက်ကြရတယ်စိတ်ဖိစီးတယ်မခံစားနိုင်တဲ့တနေ့မှာတော်တော်လေးတို့ဇနီးမောင်နှံဓားလေးကိုရင်မပိုက်လို့အမေဘောတော်စီသွားကြတယ်။တမီးကိုခွဲစိတ်ခံရမှုတစ်ခုနဲ့ပတ်သက်ပြီးတက်ဆုံးချုံရမယ်ဆိုတာဟိုတုန်းကတည်းကမြင်ခဲ့တယ်။တမီးကတိုက်ဆက်ရှိသူဖြစ်လို့တက်ကပြန်ခေါ်လိုက်မယ်ဆိုလည်းအမေဟောခဲ့တယ်။ဒီအကြောင်းအချက်နှစ်ချက်ကိုတွဲဆက်လိုက်တော့အကြောင်းတစ်စုံတရာပေါ်ပေါပြီးတမီးခွဲစိတ်မှုခံယူရမယ်။အဲ့ဒီအချိန်မှာတိုက်ကိုပြန်ရမယ်လို့အဖြေထွက်တယ်။ဒါကြောင့်တမီးခွဲစိတ်မခံရအောင်အမေကူညီပေးခဲ့တယ်။အထက်ပုဂ္ဂိုလ်တွေညွှန်ကြားတဲ့အတိုင်းရတရားစီရင်ပေးခဲ့တယ်။ဒါကြောင့်လည်းတမီးတိုက်ကိုမပြန်ရပဲလူပြည်မှာတက်ရှိချင်နေခွင့်ရခဲ့ရတာဖြစ်တယ်။ဒါပေမဲ့တမီးရေသူတို့ဘက်ကတော့လုံးဝလက်မလျှော့တတ်ဘူးနော်။တိုက်မှာကြံခဲ့တဲ့တမီးရဲ့မောင်နှမတွေကခေါ်လို့မရရင်တိုက်ဆောက်ကြီးခဲ့ကိုယ်တိုင်တမီးကိုခေါ်လိုက်မယ်။အမေတို့ထက်ပုဂ္ဂိုလ်တွေအကာအကွယ်ပေးထားလို့တမီးကိုခေါ်လို့မရရင်တော့ဘုံမစိုးနဲ့ဘလူးတွေကိုယ်တိုင်ဝင်ပါကြလိမ့်မယ်။နတ်ဘလူးတွေကတကိုးကြီးကြတယ်ကွ။ဖျားတိုက်တွေဥစ္စာသားတွေကိုအုပ်ချုပ်တာသူတို့ပေါ့။ဘုံမစိုးနတ်ဘလူးတွေကိုယ်တိုင်ပါလာပြီဆိုရင်လူအစွမ်းစားပညာလောက်နဲ့မနိုင်တော့ဘူး။ဒါပေမဲ့တမီးတို့လုံးဝစိတ်မပူကြနဲ့။အမေအာယုံမှာပေါ်ပေါက်လာတဲ့အတိုင်းဆိုရင်တမီးမှာတိတ်ဘဝကုလိုကံကျိုးဆက်တွေပါလာတယ်။အဲ့ဒီကျိုးဆက်တွေကြောင့်လူပြည်မှာနောက်ထပ်6နှစ်လောက်တမီးနေခွင့်ရအောင်မယ်။ဒီကြားထဲမှာပြစ္ဆုတ်ပံကုလိုကံတွေကိုဖိဖိစီစီလုပ်ပါ။အာကျိုးမှန်တက်လုပ်ပါ။အတိတ်ကုလိုကံကိုပြစ္ဆုတ်ပံကုလိုကံကဆက်ပြီးအားပေးကူညီထောက်ပံ့လို့တက်တန်းစိတ်နေသွားရတဲ့လူတွေရှိတယ်။တော်တော်လေးသူ့ယောက်ျားရင်ခွင်ထဲကတားလေးကိုကြည့်လိုက်တယ်။နောက်6နှစ်လောက်ဆိုတော့တားလေး6နှစ်ပြည့်တဲ့ချိန်ပေါ်လို့တွေးရင်တက်ပြင်းတစ်ချက်ရှိုက်လိုက်တယ်။17ရက်10လ2014ဂျာရာပတိနေ့နဲ့နက်ခင်းအန်ဒီရေတမီးညကအိမ်မက်တယ်။အိမ်မက်ထဲမှာရှေးအောင်ဖျားကြီးစုကိုတမီးဖူးမြင်ရတယ်။ဖျားကြီးရဲ့ထီတော်တစ်ဝိုက်မှာရောင်ကြီးတော်တွေလည်းကွန်မြူနေတဲ့အန်တီတော်တော်လေးရဲ့ဒုတိယမြောက်ကိုဝင်ကနေစေလာစေဖြစ်နေတယ်။မွေးဖွားဖို့ရက်ကလည်းအလွန်နီးကပ်နေပြီ။တော်ကြံကတားအကြီးကောင်လှုပ်နေတဲ့တဝဲကိုသွားလိုက်နေတယ်။တော်တော်လေးမွေးဖွားကနေအာကိုအထားပြဖို့အန်တီလာကိုခေါ်ထားတယ်။အန်တီလာဆိုတာကတော်ကြံရဲ့ညီမရင်းချာအန်တီတွေထဲမှာတော်တော်လေးကအန်တီလာကိုချစ်ဆုံးပြီးတော့အန်တီလာကရွှေပြည်သာမှာနေတဲ့အတွက်တော်တော်လေးနေတဲ့လန်တာယာနဲ့တွားရေးလာရေးဆင်းပြေးတယ်။အန်တီလာကလည်းတော်တော်လေးကိုချစ်တော့နှစ်ပတ်လောက်လိုကလေးကတွားနေတယ်။တော်တော်လေးကိုဆောက်ရှောက်နေခဲ့တယ်။တော်တော်လေးအိမ်မက်အကြောင်းပြောတော့ဒါကောင်းတဲ့အိမ်မက်ပဲ။တော်တော်ပိုက်တွေကတားလေးကမြင့်မြတ်တဲ့တူတော်ကောင်းလေးဖြစ်တယ်ဆိုတဲ့နမိတ်ပဲလို့အန်တီလာကပြောတယ်။တော်တော်အမေဘောတော်စီသွားလာတော်တော်လေးလည်းဘေးမှာလက်ဖွဲ့ကြိုးလေးတစ်ခုတွေ့လို့အန်တီလာကမေးလိုက်တယ်။ယောက်ျားကတော့အမေဘောတော်စီသွားဖို့အတင်းခေါ်တာပဲ။ဒါပေမဲ့တမီစိတ်တွေလေးနေတယ်။အမေဘောတော်စီကိုလုံးဝမသွားချင်ဘူးဖြစ်နေတယ်အန်တီ။တားကြီးငယ်အမေဘောတော်စီသွားတော့က6နှစ်လောက်ပဲနေရတော့မယ်လို့ဟောခဲ့တယ်။တားကြီးကလည်း6နှစ်ပြည့်ဖို့ဂျပန်လောက်ပဲလိုတော့တယ်။တမီမေဘောတော်စီပြန်တော့မှကြောက်နေတယ်အန်တီ။ဒါဆိုလေဘင်းကလက်ဖက်ကျူးကဘယ်သူလုပ်ပေးတာလဲ။အပိုင်းတိုင်းကဆရာတယောက်ပဲအန်တီ။သူလည်းရက်ွက်ထဲမှာတော်တော်နာမည်ကြီးပါတယ်။ထိုနည်းကတော်တော်လေးအမေတော်ကြံတယောက်တပည့်ကနေရန်ကုန်ပြန်လာပါတယ်။တော်ကြံတပည့်ကတားစီမှာစိတ်အေးလေချမ်းသာစွာနေရပေမဲ့ဘလို့မှနေမရစိတ်တွေကရန်ကုန်ကိုပဲသွားချင်နေတယ်။တမီးကြီးတော်တော်လေးမျက်နှာကအာယုံထဲမှာလဲလဲဖြစ်နေတယ်။ဘလို့မှနေမရတဲ့ဆုံးမှာတပည့်ကနေပြီးကားစိတ်ပြီးရန်ကုန်ထွက်လာခဲ့ပါတယ်။ရွှေပြည်သာကညီမအိမ်ရောက်တော့ညီမဖြစ်သူကမရှိတော်တော်လေးကိုပြည့်စုံစားဖို့သွားနေတယ်တဲ့။ခကြီးပန်းတာကြောင့်ညီမအိမ်မှာတရက်နေ့ကနားအောင်မယ်။နားပြီးမှပဲတမီးကြီးစီသွားမယ်လို့တော်ကြံစဉ်းစားလိုက်တယ်။တကယ်တော့အဲ့ဒါလိုစဉ်းစားလိုက်မိတဲ့အတွက်တော်ကြံပို့ပြီးယူကျုံးမရခံစားခဲ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့နောက်တနေ့ဖြစ်တဲ့19ရက်10လ2012တောက်ကြနေ့ည10နာရီချိန်အင်းစိန်ဆေးရုံကြီးမှာဒုတိယမြောက်သားလေးကိုခွဲစိတ်မျိုးဖွာပြီးမိနစ်ပိုင်းအကြာမှာပဲတမီးကြီးတော်လွင်တည်ဆုံးသွားခဲ့ရတဲ့အတွက်ကြောင့်ပါစာရေးသူကပညုတ်ကွင်းမြို့မှာဝန်ထမ်းဘဝနဲ့10နှစ်လောက်နေခဲ့ဘူးပါတယ်တော်လွင်ရဲ့မိသားစုဝင်အားလုံးလိုနဲ့ဆွေမျိုးရင်းချလို့ရင်းနှီးခင်မင်လူဖြစ်ပါတယ်တော်လွင်ကိုလွန်ခဲ့တဲ့သတင်းကြတော့စိတ်မကောင်းခြင်းတွေနဲ့တူတော်လင်းအံ့ဩမိပါတယ်ခွဲစိတ်မျိုးဖွားမှုကိုထမင်းစားရည်တော့သူတို့သဘောထားလို့နေတဲ့စေးတစ်ပံခေကြီးမှာအင်းစိန်လိုစေးုံကြီးမှာရာခဲလာတဲ့လူတစ်ယောက်ရဲ့တဲ့မဆုံးရှုံးတင်ပဲဘာကြောင့်ဆုံးရှုံးခဲ့ရတာလဲစာရေးသူတော်လင်းရဲ့မိသားစုဝင်တွေကိုမိခွန်းချုပ်မေးခဲ့ဖြစ်ပါတယ်သူတို့ပြောတဲ့စကားထဲမှာသူတို့ချပါဝင်စေတဲ့အကြောင်းအရာကတော့တိုက်ဆက်ဆိုတဲ့အကြောင်းစရာပါစာရေးသူကလည်းတွေးဆုံမေးမြန်းထားတဲ့အထက်ကအဖြေအချို့ကိုတင်ပြလိုက်ပါတယ်မောင်မောင်တော်လင်းကြီးခင်ပုံလွန်ခဲ့တဲ့9နှစ်ကျော်10နှစ်လောက်တော်လင်းနဲ့ကျွန်တော်ချစ်သူဘွားသူ့နာတာမင်းမှာအဖူလုံးလေးပေါက်ကလေးကအမိဘွားတော်ဟောခဲ့တာခွဲစိတ်ခံရပြီးတွေးစိမ့်ရှင်ရှင်ထွက်တဲ့နေဟာတော်လင်းတေးမနဲ့တိုက်ကိုပြန်ရမယ့်နေတဲ့အဲ့ဒီဟောကိန်းတိုင်းပဲဖြစ်လာခဲ့တယ်နောက်ပြီးတော့တားကြီးငယ်ငယ်တုန်းကသွားတော့လေအမိဘွားတော်ကတော်လင်းကိုနောက်6နှစ်လောက်ပဲနေရတော့မယ်လို့ဟောခဲ့တယ်တော်လင်းကိုတကြိုတဲ့နေ့ကတားကြီးကောင်ရဲ့6နှစ်ပြည့်မွေးနေ့ပေါ့အခုမိဘကနီးတော့လေအမေဘောတော်စီကိုသွားကြဖို့ကျွန်တော်ခဏခဏခေါ်တယ်တိုက်တွန်းတယ်ဘလို့မှပြောလို့မရဘူးသူမလိုက်လို့အမေဘောတော်စီမသွားခဲ့ရဘူးဒါကြောင့်လေဒီလိုဖြစ်စွမျိုးကြုံရတာသူနဲ့ကျွန်တော်တေခွဲခဲ့ရတာပါတော်လင်ကမုဒ္ဓမမြို့ကရှေးဟောင်းဘုရားကြီးစုမှာရှိတဲ့တိုင်တန်းကလာတာပါကျမကိုအိမ်မက်ပေးခဲ့တယ်သူငယ်ကလေးကကညုတ်ကင်းမြို့မှာတိုက်ကျိုးဖြတ်ပေးခဲ့တယ်အခုတော့ဘလို့သက်သာမရတော့ဘူးသူ့နေရာဟောင်းကိုသူပြန်သွားရပြီတော်လင်ကတက်ကလာလို့သူ့အမေကပြောဘူးတယ်တော်လင်ငယ်တိုက်ကျိုးဖြတ်တော့လေကျမတို့ရှိမှာပဲအမေဘွားတော်နေပတ်သက်တဲ့အကြောင်းတွေကိုတော်လင်ပြောပြဘူးလို့သိပါတယ်ခွဲစိတ်ခံရတဲ့အကြောင်းတခုခုနဲ့အသက်တည်မှလို့ဟိုးလုံးကလေးကတည်ထားတယ်အခုဒီကေပဲလက်တွေ့ဖြစ်သွားတော့အံ့ဩရတာပေါ့ပြီးတော့တာကြီးလေး6နှစ်ပြည့်တော်လင်တည်မှလို့ဟောထားတယ်ဆိုတာလေသူကပြောဘူးတယ်တော်လင်ကိုထိန်ပီတုတ်တံမှာမိစီကျုံတဲ့နေ့ဟာသူသားအကြီးကောင်6နှစ်ပြည့်တဲ့နေ့နောက်နေ့ဒီကြာမှဖြစ်လာမယ့်ကိစ္စတစ်ခုကိုကြိုတင်သိမြင်ကြတာလားတိုက်ဆိုင်မှုလားဆိုတာတော့တော်ရုံညံလေးနဲ့မဝေခဲနိုင်ပါဘူးထူးခြားတာကတော်လင်ဆုံးမဲ့နေ့မှာတွေ့ကြုံရတဲ့တန်းစီနေတဲ့ခက်ခဲတွေပဲဆုံးမဲ့နေ့မနေ့စောစောမှာတော်လင်ဘိုက်ဆနာတယ်ပြင်ပါစည်းကဆရာဝန်ကခေါ်ပြတယ်အဲ့ဒီဆရာဝန်ကအိမ်မှာလိုက်ပြီးမိဖောက်ပေးနေတဲ့ဆရာဝန်တော်တယ်အပြောချူတယ်စိတ်ကောင်းစေတနာကောင်းလဲရှိတယ်လို့နာမည်ထွက်တယ်ဆရာဝန်ကတော်လေးကိုစမ်းသပ်ကြည့်တယ်တင်ပစုံရိုးခွင်းချင်းနဲ့အားလဲနင်းနေတယ်ကလေးကလည်းထွားတယ်ပထမကလေးကိုညှက်ဆွဲမွေးထားရတာဆိုတော့အခက်အခဲရှိရင်အဆင်ပြေအောင်ရန်တာရဲ့ဆေးရုံကြီးကိုသွားဖို့ညွှန်ကြားတယ်ပလင်းတစ်လုံးချိန်ပေးပြီးလွဲစာလည်းရေးပေးလိုက်ရယ်တစီငါးပြီးလန်တာရဲ့ဆေးရုံကြီးကိုသွားကြတယ်ဆေးရုံကတော့လူနာကိုတော့မစစ်ဆေးဘူးဒီပလင်းဘယ်သူချိန်ပေးတာလဲသူများမနိုင်မှာဆေးရုံလာတယ်ဆိုတဲ့စကားပြောပြီးအပြစ်တင်တယ်ရန်လုံနေတယ်ရန်လုံပြီးမှအင်းစိန်ဆေးရုံပဲသွားဆိုပြီးပြောတယ်ဘယ်တတ်နိုင်မလဲအင်းစိန်ဆေးရုံပဲဆက်သွားကြရတာပေါ့အမှန်တကယ်ဆိုရင်လန်တာယာဆေးရုံကြီးဆိုတာကမွေးဖွားမဲ့လူနာတယောက်အတွက်လူရင်အားပြည်စည်းရင်အားပြည့်စုံပြီးသားပါဘလို့နီးနေမဆိုသူတို့လှုပ်ပေးနိုင်တယ်ဒါပေမဲ့ဆေးရုံကိုတမ်းမလာဘူးဆိုတဲ့တခုနဲ့ညနေလွယ်ခွဲပြလှုပ်လိုက်ကြတယ်အင်းစိန်ဆေးရုံမနေ့7 နိုင်ကျော်လောက်မှရောက်တယ်တော်လင်ကိုခွဲတော့ည9 နိုင်ကျော်မှဒီကြားထဲမှာတော်လင်လူလဲခန်းစားနေရတယ်ချွေးကြီးချောပေါက်တွေကြောင့်အော်ဟစ်ညင်းညူးနေတဲ့လူနာနီးမှာအပိယမိသားစုဝင်တယောက်မှမနေရဘူးဆောင်းရှောင်းရမယ်သူတို့ကြတော့လေတယောက်မှမလာကြဘူးဒီကြားထဲမီးကပြတ်သွားသေးတယ်ည9 နိုင်ခွဲကျော်မှခွဲခန်းထဲကထွက်လာတယ်မွေးကစားကလေးကိုပေါ်ထက်ကအထူးချက်မှတ်ကုသဆောင်မှာပို့လိုက်လို့ကျမလိုက်သွားတယ်ပေါ်ထက်ရောက်ရုံပဲရှိသေးတယ်အောက်ကတယောက်ရောက်လိုက်လာပြီးပြောတယ်တော်လင်ဆုံးပြီတဲ့ခွဲခန်းထဲကထွက်မှကျမနဲ့စကားတစ်ခုလုံးပြောခဲ့ရသေးတယ်ချက်ချင်းကြီးမယုံနိုင်လောက်အောင်ပါပဲနောက်ပိုင်းဒီအဖြစ်အပျက်တွေကိုတစ်ခုစီပြန်ပြီးစဉ်းစားတော့ကျမအရင်အံ့ဩမိတယ်တော်လင်ဒီဆုံးရတာတစ်ခုပြီးတစ်ခုတန်းစီပြီးကြုံတွေ့ခဲ့ရတဲ့ခက်ခဲမှုတွေကြောင့်ဒီအခက်အခဲတွေကလည်းစနစ်တကျတန်းစီဆောင်နေကြတယ်မကောင်းဆိုးဝါးမိစ္ဆာကောင်းတွေကြိုတင်စီစဉ်ထားသလိုမျိုးမကြင်ကတော့တော်လင်ကိုတိုက်ကပြန်ခေါ်လို့ရအောင်အခက်အခဲတွေကိုဖန်တီးခဲ့တာတဲ့။အော်ပြောရအောင်မယ်။တော်လင်းလေဘေးမှာဆွဲထားတဲ့လက်ဖွဲ့ကြိုးလေးခွဲခန်းကထွက်လာတော့အဲ့ဒီလက်ဖွဲ့ကြိုးလေး
တော်တော်လင်းလေပင်မှာပါမလာတော့ဘူးဦးဖြူစင်ပယောဂဆရာကြီးလန်တာရတော်တော်လင်းတက်ဆက်ရှိတယ်ဆိုတာပညာနဲ့စစ်ကြည့်လိုက်တော့ပေါ်လာတယ်တော်တော်လင်းကိုတိုက်ကပြန်မခေါ်နိုင်အောင်တိုက်ကပုံကိုယ်တွေတော်တော်လင်းနားအောင်မကတ်နိုင်အောင်လက်ဖွဲ့ကျိုးစီစဉ်ပေးထားတယ်လက်ဖွဲ့ကျိုးကိုဆွဲထားသမျှသူ့နီးကိုဘယ်လိုနောက်ဆက်ပယောဂမှမကတ်နိုင်ဘူးခွဲစိတ်ကန်းကထွက်လာတော့လက်ဖွဲ့ကျိုးပြန်ပမလာတော့ဘူးလို့သိရတယ်ခွဲကန်းထဲကတာဝန်ကျဆရာမတရားယောက်ကမတိလို့ဖြတ်တော့ဖြတ်ချလိုက်တဲ့ပုံပဲလက်ဖွဲ့ကျိုးကိုဖြတ်အောင်ဇုံတယောက်ကဖြားရောက်လိုက်တယ်လို့ထင်တယ်လက်ဖွဲ့ကျိုးဖြတ်လိုက်တော့တော်တော်လင်းကိုတိုက်ကပြန်ခေါ်ဖို့သူတို့ခွင့်ရသွားကြတယ်ကျုပ်အာမခံပြောရတယ်လက်ဖွဲ့ကျိုးတော့မပြတ်ခဲ့ရင်တော်တော်လေးမတည်နိုင်ဘူးတိုက်ဆက်တော်တော်လေးနဲ့ပတ်သက်တဲ့စာရေးတွေတင်ပြမှုကိုဒီနေရာမှာပဲညီကုန်းချုပ်ပြရစေတိုက်ဆက်တကယ်ရှိသလားဥစ္စာစောတွေလူပြည်ကိုအလဲလာလို့ရသလားတိုက်ကပြန်ခေါ်တယ်ဆိုတာအမှန်တကယ်ဖြစ်ရလားဆိုတာတော့ကိုယ်တိုင်ခွဲချမ်းစိတ်ပြကြည့်စေခြင်းပါတယ်